ဘီလီယံနာတတိတူသည်ပေါင်စတာလင်တန်းအကုန်ကြခံကဝမ်ခချောကလက်အမြောက်များကိုဝယ်ယူလိုက်သည်ထို့အပြင်ချောကလက်ဘားများကိုအဖုံးဖြည့်ရန်အလုပ်သမား200ကိုလည်းငှားရမ်းခဲ့သည်သူဒီလိုလုပ်ရသည့်အကြောင်းရင်းမှာဝမ်ခချောကလက်ဘားများအတွင်ဝတ်ထားသောရွှေလက်မှတ် Golden Ticket ကိုရှာဖွေရန်ဖြစ်သည်အဘဲကြောင့်ဆိုသောကမ္ဘာတဝန်းလုံးတွင်ရွှေလက်မှတ်9ဆောင်သာရှိပြီးထိုလက်မှတ်ကိုရရှိသူတိုင်းသည်ဝီလီဝမ်ခချောကလက်စက်ရုံကိုတွားရောက်လည်ပတ်ခွင့်ရသည့်အပြင်လျှို့ဝှက်စမ်းကြဲသောစုကြီးကိုလည်းရရှိနိုင်သည့်အခွင့်အရေးရှိသောကြောင့်ဖြစ်သည်အလုပ်သမားများကချောကလက်ဘားတောင်းနှင့်ချီ၍အဖုံးဖြည့်ပြီးနောက်ဘီလီယံနာသည်ပထမဆုံးရွှေလက်မှတ်ကိုရရှိခဲ့သည်ထိုလက်မှတ်ကိုသူ၏သမီးတို့ကအားပေးလိုက်သည်ဒုတိယမြောက်ရွှေလက်မှတ်ကိုတော့ Augustus အမည်ရှိဂျာမန်ကောင်လေးတစ်ဦးကရရှိခဲ့သည်သူ၏လျှို့ဝှက်ချက်မှာတစ်နေ့24နာရီလုံးမနားတမ်းချောကလက်စားနေခြင်းဖြစ်သည်တတိယမြောက်ရွှေလက်မှတ်ကို American မိန်းကလေး Violet ကရရှိခဲ့သည်သူမသည်အလွန်နိုင်ယူလိုစိတ်ပြင်းထန်သူဖြစ်ပြီးသူမ၏အိမ်တွင်စုဖလားများစွာပြည့်နှက်နေသည်ရွှေလက်မှတ်ရရန်ဝမ်ကချောကလက်ကိုတစ်ပတ်လုံးစားခဲ့သည်စတုထမြောက်ရွှေလက်မှတ်ကို Colorado ပြည်နယ်မှမြန်ကြီးရှင်ကောင်လေး Mike ကရရှိခဲ့သည်သူသည်ချောကလက်ထုတ်လုပ်ခြင်းကိုတွက်ချက်ကရွှေလက်မှတ်ရှိမိနေရာကိုခံမှန်းနိုင်ခဲ့သည်ယခုချိန်တွင်နောက်ဆုံးရွှေလက်မှတ်တစ်ဆောင်သာကျန်တော့သည်ဆင်းရဲသောကောင်လေး Charlie သည်လည်းရွှေလက်မှတ်ကိုလိုချင်တော်လဲသူ၏မိသားစုမှာအလွန်ဆင်းရဲသဖြင့်ချောကလက်ဝယ်စားရန်ပင်မတက်နိုင်ပါသို့သောတနေ့တွင် Charlie သည်လမ်းပေါ်၌$10တွေ့လိုက်သည်သူသည်ချက်ချင်းဆိုင်တစ်ဆိုင်သို့ပြေးဝင်ကဝမ်ကချောကလက်တစ်ပါးဝယ်လိုက်သည်မမျှော်လင့်ပဲနောက်ဆုံးရွှေလက်မှတ်သည်ထိုချောကလက်ဘားအတွင်း၌ဝတ်ထားခဲ့သည်အနီးအနားရှိလူများကမြင်သည်နှင့်တန်ဖိုးမြင့်စေဖြင့်ဝယ်ယူရန်ကန့်လန့်ကြသည်အမျိုးသမီးတဦးက$900အထိပေးမည်ဟုဆိုတော်လဲ Charlie သည်ရွှေလက်မှတ်ကိုယူပြီးအိမ်သို့အမြန်ပြေးပြန်ခဲ့သည်မိသားစုဝင်အားလုံးကသူ့အတွက်အလွန်ဝမ်းသာကြသည်သို့သော Charlie ကသူသည်ချောကလက်စက်ရုံသို့မသွားဘဲရွှေလက်မှတ်ကိုဈေးကြီးကြီးဖြင့်ရောင်းချကာမိသားစုဘဝကိုတိုးတက်အောင်လုပ်မည်ဟုပြောသည်ထိုအခါအဖိုးကပြောသည်ပတ်စံဆိုတာနေရာတိုင်းမှာရှိတယ်နေတိုင်းလဲအတစ်ထက်ရိုက်နေကြတယ်ဒါပေမဲ့ကဘာပေါ်မှာရွှေလက်မှတ်က9ဆောင်ပဲရှိတယ်အဲ့ဒီလိုတန်ဖိုးကြီးတဲ့အခွင့်အရေးကိုငွေအတွက်ဆွတ်လွတ်တာကလူမိုက်ပဲလုပ်လိမ့်မယ်ဘဝကတော့အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းပိုကောင်းလာမှာပါအဖိုးဤအားပေးစကားကြောင့် Charlie သည် Willy Wonka ချောကလက်စက်ရုံသို့တွားရောက်လည်ပတ်ရန်ဆုံးဖြတ်လိုက်သည်ထို့ကြောင့် Charlie သည်အဖိုးနှင့်အတူအခြားကလေးလေးဦးနှင့်ပူးပေါင်းက Willy Wonka ချောကလက်စက်ရုံသို့တွားရောက်ခဲ့သည်လူတိုင်းကိုအံ့ဩစေသည်မှာစက်ရုံတစ်ခုလုံးကိုချောကလက်ဖြင့်တိစောက်ထားခြင်းဖြစ်သည်လောဘကြီးသော Augustus သည်မြေပြင်ပေါ်လဲချကချောကလက်မြက်များကိုဓာတ်ရိုက်စားတော့သည်သို့သောမတော်တဆချောကလက်မြက်ထဲသို့ပြုတ်ကျသွားပြီးထိုအချိန်မှစ၍ပြန်ပွဲမှထွက်လိုက်ရသည်ထို့နောက် Willy Wonka သည်လူတိုင်းကိုအသစ်တီထွင်ထားသောချောကလက်ပီကေကိုပြသသည်အနိုင်ယူလိုစိတ်ပြင်းထန်သော Violet သည်ချက်ချင်းတစ်ခုကိုဝါလိုက်သည်သူမ၏မိခင်ကကျမသမီးကအရာရာမှာအမြဲနံပါတ်1ပဲဟုဂုဏ်ယူစွာပြောနေစဉ်နောက်တစ်စက္ကန့်မှာ Violet မျက်နှာသည်အပြာရောင်ပြောင်းသွားသည်နောက်ဆုံးတွင်သူမ၏ကိုယ်တစ်ခုလုံးသည် Blueberry သည်ကြီးကြီးအဖြစ်ပြောင်းလဲသွားပြီးပြန်ပွဲမှထွက်လိုက်ရသည်ထို့နောက်လူတိုင်းသည်အခွန်မာသီးစီမံခန့်ခွဲခန်းသို့ရောက်လာကြသည်အလွန်ကောင်းမွန်စွာလေ့ကျင့်ထားသောရှင့်များကအခွန်မာသီးများကိုခွဲနေကြသည်Veronica သည်ရှင့်တကောင်ကိုဖမ်းယူရန်ပြေးသွားတော်လဲရှင့်များကသူမကိုဝိုင်းအောင်လာကြသည်သူမ၏ခေါင်းကိုခောက်ဆစ်စေပြီးနောက်အလိုလိုက်ခံရလွန်းသောကလေးဖြစ်သည်ကိုသိရှိသဖြင့်သူမကိုတဲဆောင်ခေါ်သွားကြသည်ထို့နောက်သူတို့သည် Chocolate Television အခန်းသို့ရောက်လာကြသည် Willy Wonka ကချောကလက်တစ်တုံးကိုထုတ်လွှင့်ဆက်ထဲထည့်လိုက်ပါက TV ထဲမှာအတူတူသောချောကလက်ကိုပြန်ယူနိုင်ကြောင်းရှင်းပြသည် Charlie ကစမ်းသပ်ကြည့်ရာအမှန်တကယ်အောင်မြင်ခဲ့သည်သို့သောညံကြီးရှင် Mike ကဒီလောက်အံ့ဩဖွယ်တီထွင်မှုကြီးကိုချောကလက်ပို့ဖို့ပဲသုံးတာအရန်ဖြုံးတီးတာပဲဟုပြောပြီးထုတ်လွှင့်ဆက်စီသို့အမြန်ပြေးဝင်လိုက်သည်ခဏကြာတွင်သူသည် TV အတွင်း၌ပေါ်လာခဲ့ပြီးထိုနည်းဖြင့်သူလည်းပြန်ပွဲမှထွက်လိုက်ရသည်ယခုတွင် Charlie တယောက်သာကြံရှိတော့သည် Willy Wonka လျှို့ဝှက်စမ်းကြဲသောစုကြီးမှာချောကလက်စက်ရုံတစ်ခုလုံးဖြစ်သည်သို့သောအခြေအနေတစ်ခုကိုသတ်မှတ်လိုက်သည်ထိုစက်ရုံကိုရယူလိုပါက Charlie သည်မိသားစုကိုဆွတ်လွတ်ရမည်ဖြစ်သည်အဘဲကြောင့်ဆိုသော Willy Wonka ကအောင်မြင်မှုဆိုသည်မှာတယောက်တည်းရှောက်လန်းခြင်းဟုယုံကြည်ထားသောကြောင့်ဖြစ်သည်